ကိုလေးအားလည်းငါရှင်းတာဟိုဟာတက်ဟိုဟာစိုက်ဆန်းဒီကိုလို့ရလေဟာတော့ဆွဲရင်ပေါ့ဟဲ့ဆွဲရင်အဲ့ဘယ်ကြည့်ပါဘယ်နဲ့ဟာပိငတ်ပြီဆဲလေဟာပေါ့ကွာတော့9ရက်လောက်ဆိုလို့ဒီကနေ့ကတော့တော်တော်လွတ်သွားပြီ9ရက်ကြီးထားဟုတ်ဘူးရေလွတ်ရေအိုးပင်းလွတ်ပါသူကရေကဒီခင်းနဲ့မရှိတယ်သူကဒီကမိုးနေပြီဖောက်တာဟိုပုံမှန်ဒီထဲမရှိဘူးမလားမရှိတယ်သူကရေမရှိတော့ရင်သူကဒီလိုမိုးနေဒီကပြန်စိတ်နေတယ်အာကောင်းလာပြီဒီကတော့ထိုးတင်ထားတာဟိုမြတ်ကြားကြောက်လာဒီကခါပြန်ထိုးခဏဒီသေးပြီးထိုးတယ်ကလာပါอืม